안녕하세요, 여러분. 이 영상은 저의 한국어에 대한 첫 번째 영상이라서 자기소개를 하겠습니다. 제 이름은 메이슨이라고 합니다. 제가 한국말을 공부하는 사람입니다. 제가 미얀마 사람입니다. 메가로디니 디 비디오 레오 야비오 데나가로 여러분의 아주주 코리아사리 아주주 리지친로바 디니마 빠타마서 발레오 리지와 말레소인 코리아 아따탄리네 빠따달리 리지도 마피바레 빠침리바 여러분도레 코리아사리 라부레 여러분도 솔레 띠마와 코리아마 아따탄 코나탄 시바메 အသက်တန်လေးခုနှစ်တန်ကိုမှပြန်ပြီးတော့အမျိုးအစားလေးပြန်ခွဲလို့ရတာကနှစ်မျိုးပြန်ခွဲလို့ရပါတယ်여러분တို့အတန်ပြော့ရဲ့အတန်ပြင်းရဲ့ဆိုပြီးတော့မှအမျိုးအစားနှစ်မျိုးပြန်ခွဲလို့ရပါတယ်ဒီနေ့မှာမေတို့အတူတူလေ့လာကြမယ်ပထမဆုံးပတ်ချင်းကတော့ခါတက်တန်ဖြစ်ပါတယ်ခါတက်တန်ကတော့အတန်ပြင်းအုပ်စုထဲမှာပါမှာပါ여러분တို့ခါတက်ထဲမှာပါတဲ့အတက်တန်၅တန်ရှိပါတယ်အဲ့ဒါတွေကခါတက်ရဲ့ကတက်ရဲ့ခတက်ရဲ့ရာဂရဲ့ခါဆာရဲ့ဒီအတက်တန်၅ခုလုံးဒီခါတက်တန်အုပ်စုထဲမှာပါမှာပါ여러분တို့ခါတက်တန်ကအတန်ပြည့်အုပ်စုထဲမှာပါတဲ့အတွက်ကြောင့်မို့လို့ခါတက်တန်ထွက်တဲ့အခါမှာမြန်မာတန်လေးနဲ့ဆိုရင်အောက်ကမြင့်အတန်လေးနဲ့တူပါတယ်အောက်ကမြင့်တန်လေးထည့်ထွက်ပေးရတယ်ပြီးအတန်ဒီအတန်ပြက်ပြက်ကလေးစောက်ပြီးတော့ထွက်ပေးရတဲ့အချိန်မှာပါမှာပါခါတက်တန်လေးဆိုတော့မင်းနဲ့အတူတူ여러분တို့လည်းအတူတူလေးလိုက်ပြီးတော့ထွက်ကြည့်ရအောင်အရင်ဆုံးအနေနဲ့ခအာခဒီစကလုံးလေးကိုမှခါတက်လေးတက်ကြည့်လိုက်ပါမယ်ခအာခကိုခါတက်တဲ့အခါမှာထွက်ရမယ်အတန်ဒီခခခဆိုတာကြီးကိုပြောင်းလဲသွားခြင်းမရှိဘူးခါအတန်လေးလဲပါအောင်ထွက်မယ်ပြီးအဆုံးတက်မှာမှခါတက်တန်လေးကိုထည့်လိုက်မှာပါသူကအတန်ပြင်းဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ကမြစ်တန်လေးလဲပါမယ်အတန်ကိုစောက်ပြီးတော့လဲထွက်ဖို့လိုအပ်တယ်ပြီးတော့ရင်ပါဇက်ကလည်းအဆုံးတက်တဲ့ခါမှာပါဇက်ကလည်းဖွင့်လျက်သားလေးနဲ့ပဲသူအဆုံးတက်ပြရမှာဖြစ်ပါတယ်ခခခ맞죠မေကလွဲနေရလေးရှိနေ여러분တို့ကပြန်ပြီးဖြည့်ပေးလို့ရပါတယ်နောက်တစ်လုံးလေးထပ်ပြီးတော့ထွက်ကြည့်ရအောင်여러분တို့ရခရှာချာအောင်မှခါတက်လေးတက်ကြည့်လိုက်ပါမယ်ချာ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 맞죠 네ခါတက်တန်လေးဖြစ်ပါတယ်ခါတက်တန်နဲ့ပတ်သက်တာလေးပြီးတော့နောက်တစ်လုံးလေးထပ်ထွက်ကြည့်ပါမယ်ခါချာပြီးတော့ခေါ်လေးခါတက်လေးတက်ကြည့်ပါမယ်여러분တို့ခေါ်ခါတက်တော့ဂေါခေါခေါနောက်တက်တန်ကတော့ကျောပါကျောလေးကိုခါတက်လေးတက်မယ်ဆိုရင်တော့ကျောကျောကျောခါခါကျောဟောကျောနောက်တစ်လုံးမှာကိုလေးခါတက်မယ်ဆိုရင်တော့ကိုနောက်တစ်လုံးကတော့ယိုလေးပါယိုလေးကိုခါတက်လိုက်မယ်ဆိုရင်တော့ကျိုနောက်တစ်လုံးကတော့ခူလေးကိုသွားပါမယ်여러분တို့ခူလေးကိုခါတက်လေးတက်မယ်ဆိုရင်တော့ခုခုနောက်တစ်လုံးကတော့ယူလေးဖြစ်ပါမယ်ယူလေးကိုခါတက်လေးတက်မယ်ဆိုရင်ရှုနောက်တစ်လုံးကတော့လေးကိုခါတက်လေးတက်ပါမယ်여러분တို့ခါတက်လေးတက်လိုက်ရင်그 조금만 힘들죠နောက်တစ်လုံးကတော့ခီလေးကိုခါတက်လေးတက်မယ်ဆိုရင်တော့ခိတဲ့နောက်ထပ်အနေနဲ့ဘာလေးသွားကြည့်မှလဲဆိုရင်ခါတက်ထားတဲ့ဌာနောလေးတွေကိုအတူတူဖတ်ပြီးတော့လေ့လာမှာဖြစ်ပါတယ်여러분တို့လွယ်ကူကူလေးနဲ့ပဲစပြီးတော့စလိုက်ပါမယ်여러분တို့ဒီမှာပါချက်ချခါတက်လေးထည့်မယ်ဆိုရင်ချက်မြန်မာလိုဆိုရင်တော့네 맞습니다စာအုပ်ဖြစ်ပါတယ်ချက်စာအုပ်ပြီးခွာအီတစ်မျိုးဖြစ်တဲ့ဟာလေးသွားပါမယ်စာအုပ်စုဘာခါတက်ပတ်စုပတ်နဲ့ဖရဲတီဖြစ်ပါတယ်စုပတ်ဖရဲတီစုပတ်ဖရဲတီ
ဆိုတော့ဒါနော်တွေဖတ်တဲ့အခါမှာလေရေးကြည့်ဖို့လည်းရေးဖို့လည်းအရေးကြီးရလို့ထင်ပါတယ်ကိုပေါင်းလိုက်တဲ့အသက်အတန်တွေမှန်မှုအတွက်ပေါ့နော်ကဲနောက်ထပ်တစ်လုံးပါနောက်ထပ်တစ်လုံးကဖာအာကတက်အတန်ကတော့ခါတက်ပဲထွက်တယ်ဆိုပေမဲ့သူ့ရဲ့အတက်ကကတက်ပါဒါကြောင့်မလို့ရေးလေးကြည့်ဖို့ကလည်းရေးကြည့်မှာပါဖတ်ဖတ်ဖတ်ဘက်ရဲ့အဓိပ္ပာယ်ကတော့ yes အပြင်ဖြစ်ပါတယ်여러분တို့နောက်တစ်လုံးသွားပါမယ်နောက်တစ်လုံးကတော့ဟာအာခါတဟတ်ကယိုကျိုဟတ်ကျိုဒီနေရာမှာကတော့ဒါကတော့အသက်တန်ရဲ့ထူးခြားအချက်ထဲမှာပါသွားမှာပါယောရုံဘွန်းတို့အရှိမရှိရဲ့ခါတန်နဲ့အနောက်မှာရှိရဲ့ခါဘီနဲ့စုံတဲ့အခါမှာစင့်ပွားပြီးတန်လေးပြောင်းပြီးတော့ထွက်ပေးရတာလေးရှိပါမယ်ဟတ်ကျိုပါဟတ်ကျိုဟတ်ကျိုဒါကတော့ယောရုံဘွန်းတို့သိမှာပါကြောင်းပါရှင်ခေဆိုနောက်ချက်တစ်လုံးလေးထပ်ပြီးတော့လေ့လာပါမယ်여러분도 부엌 바오부 아어 가다억 부엌သူရဲ့ meaning ကတော့ Amy ကတော့네 맞아요မီးဖိုချောင်ဖြစ်ပါတယ်မီးဖိုချောင်ဆိုတော့နောက်တစ်လုံးလေးဖတ်ကြည့်ပါမယ်အီရာဂကလည်းခါတက်တန်ထဲမှာပဲပါမှာပါ여러분တို့ ik ဒါဒါအဲ့ဒီမှာအရှိကခါတက်နဲ့အနောက်ကထားပြီးနဲ့စုံတဲ့ခါပါလေစစ်ပွားပြီးလေတန်လေးပြောင်းရမှာဆိုတော့ ik တာလေးဖြစ်သွားပါမယ် ik တာဆိုတော့ ik တာရဲ့အဓိပ္ပာယ်ကတော့စာအုပ်တွေဖတ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးရမှာပါ여러분တို့နောက်တစ်လုံးလေးပါအဥဥချအဲချေခဥခတကုဥချေကုဥချေကုသူရဲ့အဓိပ္ပာယ်ကတော့네 맞아요စာတိုင်းဖြစ်ပါတယ်ဆိုတော့နောက်တစ်လုံးလေးပါ여러분တို့ခအာခခါယောခတခါကျော့ခါကျော့네ဈေးနှုန်းဖြစ်ပါတယ်ခါကျော့ဈေးနှုန်းနောက်တစ်လုံးမအိုခါတမု사오소 라이리 목소리 목소리ဒီမှာကလည်း여러분တို့ခါအတက်နဲ့အနောက်ကစပြီးနဲ့တွေ့တဲ့အခါမှာဆင့်ပွားပြီးအတန်လေးပြောင်းပေးရတာမို့လို့ 목소리 ဆိုပြီးထွက်မှာပါ 목소리 목소리 ဆိုတာအတန်လေးဖြစ်မှာပါ네 so 다음 단어는 제가 낚시하다 이제 여기에서 써요 나아 까다낙 사이시 하아하 다아다 낚시하다မြန်မာလို ဆိုရင်တော့ 네 맞아요 ngắm nhà 소의 대비봐 낚시하다 네 다음 단어는 바아 가다박 사우수 차이치 다아다 박수치다 박수치다 လက်ခုပ်တည်းရဲ့ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်여러분도ဆိုတော့ဒီနေ့မှာကတော့ခါတက်တန်နဲ့ပတ်သက်ပြီးတော့လေ့လာတာပဲဖြစ်ပါတယ်ဆိုတော့ခါတက်တန်ကတော့အတန်ပြင်းအုပ်စုထဲမှာပါတဲ့အတွက်ကြောင့်မို့လို့ခါတက်တန်ဖတ်တဲ့အခါမှာအတန်ဒီစောက်ပြီးတော့ထွက်ပေးရတယ်မြန်မာတန်နဲ့ဆိုရင်တော့အောက်ကမြစ်အတန်လေးထည့်ပေါင်းပေးဖို့လိုပါတယ်ဆိုတော့ခါဆိုရင်လည်းမူရင်းတန်ယုံမပြောက်သွားစေပဲနဲ့ခတ်ပေါ့နော်ခါရဲ့နောက်မှာခါတက်ထည့်ပြီးရင်သူ့ရဲ့အဆုံးတန်မှာပါးစပ်လေးတီဖွင့်ထားပေးရမှာပဲဖြစ်ပါတယ်So 여러분도 딘딘마카로 이 영상은 여기까지입니다. လိုအပ်တဲ့ချက်လေးရှိရင်လည်း 여러분도가 코멘트에만 탭ပေးလို့ရ ပါတယ်. 네, 여기까지 보셔서 너무 감사합니다, 여러분. 그럼 다음 영상에서 또 만나볼게요. 네, 안녕히 가세요, 여러분. 안녕.